皆さんこんにちは。JLPT-N1 新完全マスター5課アケンガオアトリラジャヤオパターン1何々いかんだジャパンロンマイン何々がどうであるかによって事態が変わる事態が決まるロンマパဒီပါတမ်က A ပေါ်မူတည်ပြီး B ရလက်ကပြောင်းလဲသွားတယ်ဆိုတဲ့အခါသုံးပါတယ်သူနဲ့တွဲတဲ့ grammar ပုံစံက noun နဲ့တွဲတယ်တတိထားရမယ့်အချက်တွေကတော့ formal အသုံးစာရေးတတိမှာပို့သုံးပါတယ်နောက်မှာ kimaru ခါဝရုစာယူされるလို့ result verb တွေလိုက်တတ်တယ်いかんではဆိုရင်ဖြစ်နိုင်တယ်ဆိုတဲ့ meaning ပါတတ်တယ်နံပါတ်1世界選手権大会をこの国で開催できるかどうかは国民の協力いかんだ。ဒီနိုင်ငံမှာကမ္ဘာပြိုင်ပွဲကျင်းပနိုင်မလားဆိုတာနိုင်ငံသားတွေရဲ့ပူးပေါင်းမှုပုံမူတည်တယ်။နံပါတ်2筆記試験はパスした。明日の面接の結果以下で採用が決まるそうだ。ဆောင်းမပွဲတော့အောင်ပြီ။မနက်ဖြန်အင်တာဗျူးရလဒ်ပုံမူတည်ပြီးအလုပ်ရမလားဆုံးဖြတ်မယ်။နံပါတ်3申し込み者数以下ではツアーを中止しなければならないかもしれない。လျှောက်ထားသူအရေးအတွက်ပုံမူတည်ပြီးတူဝါကိုဖျက်ရနိုင်တယ်။နံပါတ်4支持率以下では今の政権も長くは続かないだろう。ထောက်ခံမှုနှုန်းပုံမူတည်ပြီးလက်ရှိအစိုးရလည်းကြာရှည်မနေပါဘူးထင်တယ်။ဒီပတ်တမှာဆိုရင် A ပုံမူတည်ပြီး B ရလက်ဆုံးဖြတ်တယ်ဆိုတဲ့ meaning နဲ့何々いかんだကိုသုံးပါတယ်。အားလုံးပဲお疲れ様です。See you next video.